ဘာဘောကနိုင်ငံနေကြတဲ့မှာအမေရိကန်တရုတ်နဲ့ရုရှားနိုင်ငံတို့ကိုစစ်အင်အားကြီးနိုင်ငံအဖြစ်သတ်မှတ်ထားပြီးအခြားနိုင်ငံတွေကအချိန်တိုင်းစောင့်ကြည့်နေရပါတယ်။အလားတူကြီးမားတဲ့စစ်အင်အားနဲ့ကမ္ဘာကိုချိန်ချောက်နေတဲ့နိုင်ငံမြောက်ကိုရီးယားနိုင်ငံကိုလည်းမေ့ထားလို့မရပါဘူး။နိုင်ငံတစ်နိုင်ငံကိုလုံးဝအပြင်ကမ္ဘာကနေကင်းကွာစေခဲ့တဲ့စနစ်နဲ့ခေတ်သစ်ကမ္ဘာမှာထူးဆန်းကြံ့ရင့်နေပြီးဒီမိုကရေစီဆိုတာပေါမဝင်တဲ့နိုင်ငံတစ်နိုင်ငံအကြောင်းနိုင်ငံရဲ့အာဏာအတွက်မိသားစုကိုတော့တပ်ဖြတ်ခဲ့တဲ့ခေါင်းဆောင်ငယ်လေးဟာကမ္ဘာကစောင့်ကြည့်ရတဲ့အထိအင်အားကြီးမားလာခဲ့ပါတယ်။ဒါကတော့မြောက်ကိုရီးယားနိုင်ငံရဲ့လိုအပ်ချက်တွေပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး1945ခုနှစ်မှာကိုရီးယားကျွန်းဆွယ်ကိုဆိုဗီယက်ယူနီယံကမြောက်ပိုင်းကိုစီမံခဲ့ပြီးအမေရိကန်ကတောင်ပိုင်းကိုစီမံခန့်ခွဲဖို့ခွဲဝေခဲ့ကြပါတယ်။အဲဒီချိန်ကလေးကတောင်နဲ့မြောက်နိုင်ငံကြားစစ်အေးတိုက်ပွဲကစတင်ခဲ့ပါတယ်။မြောက်ဘက်မှာတော့ဆိုဗီယက်ရဲ့ထောက်ခံမှုနဲ့ကင်အင်ဆောင်းကကွန်မြူနစ်အစိုးရကိုတည်ထောင်ခဲ့ပါတယ်။1950မှာမြောက်ကိုရီးယားကတောင်ကိုရီးယားကိုကျူးကျော်စစ်စတင်ခဲ့ပြီးကိုရီးယားစစ်ပွဲစတင်ခဲ့ပါတယ်။ဒီစစ်ပွဲဟာနိုင်ငံကိုအခုထိကျန်းမာမှုတွေရှိနေစေတဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။မြောက်ကိုရီးယားက1950ခုနှစ်မှာတောင်ကိုရီးယားကိုကျူးကျော်တိုက်ခိုက်ရခြင်းအကြောင်းရင်းကချုပ်ထွေးတဲ့တမိုင်းကြောင်းနဲ့နိုင်ငံရေးအခြေအနေများကြောင့်ဖြစ်ပါတယ်။ဂျပန်ကိုလိုနီခေတ်အပြီး1945ခုနှစ်မှာကိုရီးယားကျွန်းဆွယ်က38ဒီဂရီမြင့်လိုက်ဆိုဗီယက်ယူနီယံနဲ့အမေရိကန်ပြည်ထောင်စုတို့ကအတီးတီးနယ်နိမိတ်သတ်မှတ်ပြီးကိုရီးယားဟာတောင်နဲ့မြောက်ဆိုပြီးနှစ်ပိုင်းခွဲသွားခဲ့ပါတယ်။မြောက်ကိုရီးယားကိုဆိုဗီယက်ယူနီယံနဲ့တရုတ်တို့ကကွန်မြူနစ်စနစ်ဖြင့်ပတ်မိုးကူညီခဲ့ပြီးတောင်ကိုရီးယားကိုအမေရိကန်နဲ့အနောက်နိုင်ငံတွေကဒီမိုကရေစီစနစ်ဖြင့်ပတ်မိုးခဲ့ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်အင်ဆွန်းနဲ့တောင်ကိုရီးယားခေါင်းဆောင်ရီဆွန်မင်တို့ကကျွန်းဆွယ်ကိုပြန်လည်ပေါင်းစည်းခြင်းခဲ့ပေမဲ့လည်းကွဲပြားတဲ့နိုင်ငံရေးအမြင်ကိုစီရှိခဲ့ကြပါတယ်။1950ဇွန်လ25ရက်နေ့မှာတော့မြောက်ကိုရီးယားတပ်တွေက38ဒီဂရီမြင့်ကိုဖျက်ကျော်ကာတောင်ကိုရီးယားကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီအချိန်ဟာကိုရီးယားစစ်ပွဲရဲ့အစဖြစ်ပြီးနိုင်ငံလုံးအတွက်ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့ပါတယ်။ကင်မ်ဆောင်းကနိုင်ငံကိုသူ့ရဲ့ထူးခြားတဲ့စနစ်နဲ့အုပ်ချုပ်ခဲ့ပါတယ်။ဒီစနစ်ကို UK လို့ခေါ်ပြီးကိုယ့်အကိုဆိုတဲ့အတွေးခေါ်ပဲဖြစ်ပါတယ်။သူကနိုင်ငံကိုလုံးဝပိတ်ဆို့ပြီးသူ့ကိုယ်သူနိုင်ငံတော်ဖခင်အဖြစ်ကြီးညာကာမိသားစုအာဏာရှင်စနစ်ကိုစတင်ခဲ့ပါတယ်။1994ခုနှစ်မှာသူတည်ဆုံးပြီးနောက်သူတကင်ဂျောင်မီကအာဏာဆက်ခံခဲ့ပါတယ်။သူလက်ထက်မှာငမို့ခေါင်းပါမှုဆူဆူဝါဖြစ်ခဲ့ပါတယ်။ဒါအပြင်နျူကလ িয়ার လက်နက်ကိုစတင်တည်ဆောက်ခဲ့ပြီးကမ္ဘာကိုချိန်ချောက်နိုင်တဲ့နိုင်ငံငယ်ဖြစ်လာခဲ့ပါတယ်။2011ခုနှစ်ကင်ဂျောင်အန်တည်ဆုံးပြီးနောက်မျော်လင့်မထားတဲ့လူငယ်တစ်ယောက်ကအာဏာရလာခဲ့ပါတယ်။သူကတော့ကင်ဂျောင်အန်ပါပဲ။အသက်20အောက်အရွယ်ပဲရှိသေးပေမဲ့သူဟာသူစစ်တပ်ကိုအလင်းမြန်စွာထိန်းချုပ်နိုင်ခဲ့ပါတယ်။သူရဲ့လက်ထက်မှာနျူကလ িয়ার နဲ့တိုက်ချင်းပစ်ဒုံးကျည်တွေကိုအရှိန်ဟုန်မြင့်စမ်းသပ်ခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာခေါင်းဆောင်တွေရဲ့စိုးရိမ်မှုကိုခံခဲ့ကြပါတယ်။ဒါပေမဲ့လူသိထင်ရှားတာကတော့သူ့ရဲ့မိသားစုဝင်တွေတစ္ဆာခံတွေကိုတော့တန်မြာရှိရရဆက်ဆက်ဖယ်ရှားတတ်တဲ့အကျင့်ပါပဲ။သူ့ကိုဝင်ခွဲကင်ဂျောင်နန်းကိုမလေးရှားမှာလူသက်သမားတွေနဲ့အစိတ်ခတ်တပ်ဖြတ်မှုဟာကမ္ဘာကိုတုံ့လုံးစေခဲ့တဲ့ဖြစ်ရပ်ပါပဲ။ပြီးတော့မြောက်ကိုရီးယားဆိုတာဘယ်လိုနိုင်ငံလဲ။နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ပြီးကမ္ဘာကိုချိန်ချောက်နိုင်တဲ့စစ်အင်အားကြီးတဲ့နိုင်ငံကြီးတစ်ခုလား။ဒါမှမဟုတ်ပြည်သူတွေအငတ်ဘေးနဲ့ရင်ဆိုင်နေရပြီးလူအခွင့်အရေးဆိုးဝါးစွာချိုးဖောက်ခံနေရတဲ့နိုင်ငံငယ်လေးတစ်ခုလား။အဖြေကတော့နှစ်ခုလုံးပါပဲ။ကင်ဂျုံအွန်ရဲ့အုပ်ချုပ်မှုအောက်မှာမြောက်ကိုရီးယားဟာကမ္ဘာနဲ့အတူရှေ့ကိုခြိတက်နေပေမဲ့သူ့ပြည်သူတွေကတော့အတိတ်မှာကြံ့ရင့်နေဆဲဖြစ်ပါတယ်။